သမီးရဲ့နာမည်နဲ့အတန်းလေးကိုမိတ်ဆက်ပေးပါဦး သမီးနာမည်ကတော့ပြည့်ကြည်တာပါသမီးကတော့ Legacy International School မှာ IGCSE A level အတန်းကိုတက်ရောက်နေဖြစ်ပါတယ် သမီးဒီ scholarship အကြောင်းဘယ်လိုသိခဲ့ရလဲ scholarship အကြောင်းကိုအကြောင်းကနေသမီးတို့ကို seminar လုပ်ပေးခဲ့ပါတယ်ဒီမှာ scholarship အကြောင်းကိုတခြားပြောပြခဲ့ပါတယ် သမီး scholarship ဖြေဆိုရပုံအစစ်အစစ်လေးကိုလည်းပြောပြပါဦး scholarship ဖြေဖို့ဆိုရင်တော့အဆင့်2ဆင့်ရှိပါတယ်ပထမအဆင့်ကတော့ written test ပါ written test မှာ3ဘာသာမေးပါတယ် English Mathematics and Science ပုံဟုတ်ကိုဒီလို major နဲ့သက်ဆိုင်တဲ့ဘာသာရဲ့တစ်ခုဖြေဆိုရပါတယ်ဒီ written test အောင်ပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်မှာ verbal test ကိုရောက်ပါတယ် verbal test မှာ interview ပုံစံမျိုးပြီးတော့ verbal test အောင်ရင်တော့ scholarship ရပါတယ် သမီးအနေနဲ့ဒီလိုဖြေဆိုဖို့အတွက်ဘယ်လိုစူးစမ်းအားထုတ်ခဲ့ရလဲ အခုလိုဖြေဆိုဖို့တရားတော့ written test မှာကအမျိုးသမီးကအဆင့်ဖြစ်တဲ့အတွက်စာရီတော့ဆွေးကြည့်တော့လုံးဆရာမလုပ်ခဲ့ဘူးပေါ့နော်အဲကျောင်းစာကိုပဲတေချာမှန်မှန်လုပ်ပြီးတော့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ test ဆိုရင်တော့စကားပြောကိုယ့်ကိုမိတ်ဆက်တာတွေလေ့ကျင့်ခဲ့တယ်ပေါ့နော် နောက်ဖြေဆိုမဲ့တကယ်ချင်းတွေအတွက်အပိစကားလေးပြောပြပါဦး နောက်ဖြေဆိုမဲ့တကယ်ချင်းများအားလုံးကိုလည်းတေချာစူးစမ်းပြီးဖြေကြပါလို့အားလုံးကိုလည်းပြင်နိုင်ပါစေလို့ဆုတောင်းနေပါတယ် အခုလိုမျိုးဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်